ဟုတ်ကဲ့ဒီကနေ့ကျွန်တော်ပြောချင်တာကတော့လေတရားပွဲနဲ့ဓမ္မပူဇာအကြောင်းပဲဖြစ်တယ်ဗျအဲ့တော့တရားပွဲတွေမှာကျွန်တော်တို့တွေကနိဗ္ဗာန်စော်တွေကអော်ကြတယ်ဓမ္မပူဇာလို့អော်တဲ့အခါကျတော့ကျွန်တော်တို့တရားနာပရိသတ်နဲ့ဗုဒ္ဓဘာသာလူတော်တော်များများကဓမ္မပူဇာဆိုတာကိုငွေအောင်မိတ်သွားတယ်ဗျပတ်စံထဲ့တာကိုဓမ္မပူဇာလို့တကယ်တမ်းထင်သွားတယ်တကယ်တမ်းကျတော့ဓမ္မပူဇာပတ်စံမဟုတ်ပါဘူးဗျမြတ်စွာဘုရားကလည်းသူ့ရဲ့သာသနာမှာပတ်စံနဲ့ပူဇော်ဖို့ကိုလည်းဘယ်မှမဟောခဲ့တယ်လို့ဘယ်သူကဘယ်တန်ခါတော့အရှင်သူမြတ်ဒီမှာကလည်းဒါကိုမချီးကျူးပါဘူးဗျအဲ့တော့ဓမ္မပူဇာဓမ္မကိုပူဇာတာဆိုလို့ရှိရင်ဘယ်လိုပူဇော်ရမှာလဲဆိုလို့ရှိရင်တော့ဓမ္မပူဇာတာကတကယ်တမ်းကျတော့ဓမ္မပူဇော်တာကလေဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဗုဒ္ဓံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဓမ္မံပူဇေမိဆိုတဲ့ဒီပါဠိတော်လေးကိုဒါကျွန်တော်ဗုဒ္ဓဘာသာဝင်တိုင်းဒါတွေကရာဘူးသားတွေလေအဲ့တော့ဆိုလိုချင်တာကဣမာယဓမ္မာနုဤကျင့်မြတ်ပฏิပတ်ဖြင့်ဓမ္မာယဤဓမ္မအကျင့်မြတ်ဖြင့်ပေါ့ဗျာပူဇေမိပူဇော်ပါဤဆိုလိုချင်တာကတော့ကျွန်တော်တို့ကဓမ္မအကျင့်မြတ်တွေနဲ့တရားတော်အတိုင်းကျင့်ကြံကြိုးစားနေတာလျင်ဒါဟာဓမ္မကိုပူဇော်တာပဲဖြစ်တယ်ဗျဒါကိုနိဗ္ဗာန်စော်တွေကမှားပြီးတော့ဓမ္မပူဇာအလူငွေလို့អော်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတော်တော်များများကဓမ္မပူဇာဆိုတာငွေအောင်မေ့ပြီးတော့တရားပွဲသွားတိုင်းကျွန်တော်တို့တွေကငွေလှူရမယ်ဆိုတဲ့ကျွန်တော်တို့မတ်တကြီးဆွဲသွားတယ်အဲ့တော့တကယ်တမ်းကျတော့ဒါဟာဓမ္မပူဇာမဟုတ်ပါဘူးတကယ်တမ်းអော်ရမှာဆိုရင်အာမိတပူဇာလို့អော်ရမှာပဲဖြစ်ပါတယ်အာမိတဆိုတာအသုံးဆောင်ပေါ့အသုံးဆောင်ဆိုတာမြတ်စွာဘုရားရဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသုံးဆောင်တွေကိုပြုပြင်တဲ့နေရာမှာလည်းသုံးလို့ရတယ်တန်ခါတို့ရှင်သူမြတ်တွေသူတို့လိုအပ်တဲ့နေရာတွေမှာလည်းအသုံးဆောင်တွေမှာလည်းပြောမယ်ဆိုလို့ရှိရင်တော့ခွဲချမ်းစိတ်ဖြာပြီးသုံးလို့ရအောင်လို့ရည်ရွယ်ပြီးတော့ပဲလှူရမှာဖြစ်တယ်ဗျလှူတဲ့နေရာလေးမှာလည်းဒုနိတူစွာပဲစိတ်ထားလေးကအလှရှင်ကတန်ခါတွေရဲ့အသုံးဆောင်အတွက်လိုအပ်တဲ့နေရာမှာနဝကမ္မအနေနဲ့လှူဒန်းပါတယ်ဆိုတဲ့အတွေးနဲ့ပဲလှူရမှာပဲဖြစ်တယ်ဓမ္မကိုပူဇော်တဲ့အတွေးနဲ့တွေးပြီးလှူမယ်ဆိုလို့ရှိရင်လေဒါဟာလည်းနီးမှန်လမ်းမှန်မဟုတ်တဲ့အတွက်အကျိုးနည်းနေအောင်မှာပဲဖြစ်တယ်ဗျဒါကတော့ကျွန်တော်ဓမ္မပူဇာနဲ့အာမိတပူဇာကိုခွဲခွဲခြားခြားသိရအောင်လို့ပြောခြင်းဖြစ်တယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့တွေအလှူတွေလောက်ကြတဲ့အခါမှာကျွန်တော်တို့နယ်ပယ်မှာပေါ့ဗျာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအလှူတွေပဲလှုပ်သေလို့စဉ်းသွင်းခြင်းပဲဖြစ်ဗျာကျွန်တော်တို့တရားပွဲလေးတွေထဲကြတယ်ဟိုတုန်းကဆိုလို့ရှိရင်တရားပွဲတွေရှားတယ်အခုဆိုတရားပွဲတွေအရန်ပေါ်တယ်ဗျအဲ့တော့မကောင်းဘူးလားဆိုတော့တကယ်ကောင်းပါတယ်တရားနဲ့လှူတာလေအဲ့တော့အလှူတကအလှူထဲမှာဓမ္မနဲ့လှူတာအမြတ်ဆုံးလို့မြတ်စွာဘုရားကလည်းဟောခဲ့တာလေအဲ့ဒါကလေးကိုတော့တပ္ပဒါနံဓမ္မဒါနံဇိနာတိတပ္ပခသိမ့်သောဒါနံဒါနအလှူတို့တွင်ဓမ္မဒါနံဓမ္မကိုပေးလူတော့အလူသားလျင်ဇိနာတိမြတ်ဤလို့ဒီလိုမျိုးဟောခဲ့တာဖြစ်တော့အဲ့တော့အလူတကအလူထဲမှာဓမ္မကိုပေးလူတဲ့အလူထက်မြတ်တာတော့မရှိတော့ဘူးဗျာဒါကြောင့်မလို့ကျွန်တော်ဗုဒ္ဓဘာသာတွေကဓမ္မကိုပေးလူတာတာရုခေါ်စရာပါဒါပေမဲ့ညတော့လေတချို့သောသူတွေကဓမ္မကိုပေးလူတာနဲ့ဘုန်းကြီးရံပုံငွေရှာတာနဲ့လည်းမကွဲပြန်ဘူးဗျအဲ့တော့ကိုလူတဲ့အလူကဓမ္မကိုပေးလူတာလားဘုန်းကြီးရံပုံငွေရှာတာလားဆိုတာခွဲပြသိဖို့လိုတယ်တချို့လူတွေကဆရာတော်ကိုတန်ဃာတော်တွေဓမ္မဂရိကတွေကိုကြီးညိုးလဲပြီးတော့တခါတည်းသူတို့ကဝတ္ထုငွေတွေရစေခြင်းပြီးတော့ငါလူနိုင်တာလေးတွေနဲ့တများတွေပေါင်းလှူလိုက်လို့ရှိလို့ရှိရင်တော့တရားပွဲလေးတစ်ပွဲလှုပ်လိုက်လို့ရှိရင်တော့ဒီဆရာတော်တော့ဝတ္ထုတွေရသွားမှာပဲလို့တွေးလိုက်လို့ရှိရင်တော့ဒါဓမ္မကိုလှူတာမဟုတ်တော့ဘူးဗျဒါဟာဘုန်းကြီးရံပုံငွေရှာတာဖြစ်သွားပြီလေအဲ့တော့ဘုန်းကြီးရံပုံငွေရှာတာဖြစ်သွားပြီဖြစ်တော့ကုသိုလ်မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့အာကြီးတော့ကုသိုလ်မဖြစ်တော့ဘူးအာနေတော့ကုသိုလ်ဖြစ်သွားပြီလေအဲ့တော့ဓမ္မကိုလှူတဲ့ဆိုတာဘယ်လိုစိတ်ထားရမလဲဆိုတော့ကိုယ့်ရဲ့အလှူမှာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ရွှေမျိုးမိတ်တင်ငါတွေတရားဓမ္မတွေနားနိုင်ပါစေတရားဓမ္မတွေသိနိုင်ပါစေမြတ်စွာဘုရားရဲ့တရားတော်တွေကိုဟောပြောနိုင်တဲ့ဘယ်တန်ခါကိုပဲဖြစ်ပင့်ပြီးတော့ကျွန်တော်တို့တွေကကြီးညိုနိုင်ပြီးသူ့ရဲ့တရားကိုကျွန်တော်တို့ကနာကြားရမယ်ဆိုရင်ဒါလှူဒန်းတာပဲဗျအဲ့လိုမဟုတ်ဘူးတချို့ကတန်ခါတွေရွေးပြီးတော့ပုံကိုယ်တွေရွေးကြတယ်ပေါ့ဗျာနောက်ဆုံးတချို့ဆိုလို့ရှိရင်ဘယ်လောက်တောင်လဲဆိုလို့ရှိရင်တမယဘုံကြီးသွားပင်းလိုက်လို့ရှိရင်ကိုเจ้าကတန်ခါဘယ်ပတ်စံရတော့မလဲပတ်စံနေတမယเจ้าကကိုတော်ကရသွားမှာပေါ့ဆိုတဲ့အတွေးမျိုးတွေအဲ့လိုစိတ်ညွတ်လိုက်တာဒီတကယ်တမ်းကျတော့ကိုယ့်အလှူမှာဓမ္မကိုလှူတာမဟုတ်ဘဲနဲ့ဘုံကြီးရံပုံငွေရှာတာဖြစ်သွားပါဗျာအဲ့တော့ဒါကကျွန်တော်တန်ဃာတော်တွေကိုတိုက်ခိုက်တာမဟုတ်ပါဘူးကျွန်တော်တို့လူသားတွေကျွန်တော်တို့ဒိုင်ကမဘတ်တွေကနေပြီးတော့သိပြီးတော့ကျွန်တော်တို့တွေလှူတတ်ဖို့ကျွန်တော်ကတတ်နိုင်တဲ့လောက်ကလေးဝင်းရံပြီးတော့ပြောကြပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့မိမိရဲ့အလှူမှာတကယ်တမ်းဆိုလို့ရှိရင်ဓမ္မကိုလှူတဲ့နေရာမှာတချို့ဆိုလို့ရှိရင်ပတ်စံလေးတွေအော်ရာမှကြိုက်တယ်ပတ်စံကိုအော်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကခုတော့ကြားလာတဲ့အခါကျတော့ဘလို့ဖြစ်လာတယ်လဲဆိုတော့တရားနာရတဲ့ဓမ္မမိတ်ဆွေတွေကပတ်စံမပိုင်ရင်တရားပွဲမသွားချင်ကြတော့ဘူးဗျာပတ်စံမပိုင်တရားပွဲမပွားခြင်းကြတော့ဟိုကြရင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိဗ္ဗာန်စော်တွေကမိုက်ကြီးတွေနဲ့អော်ကြတာကိုဘသူကတော့1000ဘသူကတော့9000ဆိုတော့ကိုများများထဲနိုင်လို့ရှိရင်တော့အကြောင်းမဟုတ်ဘူးနန်းတကယ်လို့များပတ်စံနေတဲ့အခါကျရင်မျက်နှာငဲရတယ်ဗျာအဲ့တော့ပတ်စံတချို့လူကလည်းငါနည်းနည်းလေးထဲလို့တော့မသိတော့ဘူးသူကမိုက်ကြီးနဲ့អော်တာငါများများထဲမှာပဲဆိုတော့ဒီလူကတရားတက်သူကလောဘပါဝါပြီဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပယောဂကြောင့်ဒီလူကကုသိုလ်တရားတွေကုသိုလ်စိတ်တွေမဖြူစင်တော့ဘူးဗျာ
နောက်တစ်ယောက်ကလည်းဒုံတူဆိုပဲပတ်စံနည်းနည်းလေးပေးရတာစိတ်မချမ်းမသာနဲ့လာလှူရတဲ့ကြားတဲ့ကိုကထမိုက်ကြီးနဲ့អော်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလှူတဲ့သူမှလည်းခုနကမဏိကဒေါမနတဝေဒနာတွေဖြစ်နေရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပယောဂကြောင့်လာလှူတဲ့လူကလည်းသူ့ရဲ့အလူမှာမဖြူစင်ကြတဲ့ပြောမဆိုရင်တော့စိတ်စေတနာတွေရသွားပြီဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့အလူမှာချမ်းသာလာပြီးတရားနာနိုင်အောင်လာပြီးတော့တရားနာတဲ့သူတွေဘာလို့ပယောဂမှာကိုပယောဂမှာမပါအောင်ဓမ္မပူဇာအလူငွေတွေကိုမအော်ဘဲနဲ့ဒီအတိုင်းလေးပဲကျွန်တော်တို့ကဓမ္မပူဇာငွေဖလားလေးနဲ့လက်ခံပြီးတော့ရလာတဲ့ပတ်ဆက်ကိုဆရာတော်ကိုကတ်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဓမ္မကိုလှူတာပဲဖြစ်တယ်ဗျာခုတော့ကျွန်တော်တို့တွေတွေ့နေရတာကဓမ္မကိုလှူတာမဟုတ်ဘဲနဲ့ဘုန်းကြီးရံပုံငွေရှာတဲ့ပွဲတွေကသာလျှင်များနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဗုဒ္ဓဘာသာဒီဟာကြားလာလို့ရှိရင်တော့တကယ်တမ်းအဓိပတိကပျောက်ပြီးတော့ရေပေါ်စီဗုဒ္ဓဘာသာတွေဖြစ်မှာနောက်လူနောင်သားတွေအတွက်မျှော်ဖို့ပြီးတော့ဒါလေးလာပြီးပြောကြခြင်းဖြစ်ပါတယ်ဗျာအားလုံးကျွန်တော်ပြောတဲ့အထက်မှာမှားတာများရှိရင်လည်းဝေဖန်နိုင်ပါတယ်ဖြစ်တင်နိုင်ပါတယ်ဗျာအားလုံးဓမ္မအတိတွေရရှိနိုင်ကြပါစေနော်